ကျွန်တော်တို့ကျောင်းသားဘဝမှာစိတ်တူကိုယ်တူတငယ်ချင်းတွေအများကြီးရှိခဲ့ပူကြပါလိမ့်မယ်ကိုကျောင်းပြင်းလိုက်ပြေးပေးတာမျိုးမခိုးစားအပြစ်ပေးခံလဲအတူတူဒီလိုတငယ်ချင်းတွေရှိခဲ့ပူကြမှာပါနောက်ပြီးတော့ခန်းစားချက်တွေရင်ခုန်တဲ့လက်ဆက်ခဲ့တဲ့အချစ်ပုံမြင်ဇလန်းလေးတွေလည်းရှိခဲ့ကြအောင်ပါပဲအခုအချိန်မှာတော့သူကမိသားစုနဲ့ဖြစ်နေပြီးတော့ကိုရီးယားစကားပြောစရာလူမရှိလို့အခုလိုကင်မရာထောင်ပြီးစကားပြောရတဲ့ဘဝမျိုးရောက်တဲ့လူကလည်းရောက်နေကြအောင်ပါပဲအားရမလားအဲ့လိုမပြောနဲ့လေကွာဒီနေ့တော့ကျွန်တော်တို့ငယ်ငယ်ကျောင်းသားဘဝကအခိုက်အတန့်လေးတွေကိုပြန်ပြီးတော့သတိရစေနိုင်မဲ့ဇလန်းလေးတစ်ခုကိုကျွန်တော်ပြပြမယ်ဒီဇလန်းလေးကတော့ကျွန်တော်တို့မထင်မှတ်ထားတဲ့ series တစ်ခုတည်းက episode လေးတစ်ပိုင်းပါGirl from Nowhere ဆိုတာနဲ့ကျွန်တော်တို့ကနန်နိုရဲ့သွေးထက်တန်ယိုတွေကလစားချေမှုတွေပြီးတော့စက်သိန်းထားစရာကောင်းတဲ့နန်နိုရဲ့ရေတံကြီးတွေကိုပဲအရင်ဆုံးပြင်းပြကြတယ်မလားအဲ့ဒီလို series မှာနန်နိုရဲ့ရေတံတွေလက်စားချေမှုတွေသွေးထက်တန်ယိုတွေလုံးဝမပါဘဲနဲ့နန်နိုရဲ့တငယ်ချင်းပီတာမှုနဲ့ချစ်ချင်းမြတ်တာကိုပြသသွားတဲ့ရှာရှာပပအပိုင်းလေးတစ်ခုရှိတယ်ဘယ်အပိုင်းလို့ထင်လဲစဉ်းစားကြည့်ပါဦးနောက်စက္ကန့်အချိန်ပေးမယ်အဲ့ဒီအပိုင်းက Girl from Nowhere series တစ်ခုလုံးမှာ Derry set ကတော့မပါဘူး Kitty ရဲ့ Girl from Nowhere season 1 နဲ့ 2ကိုပြောတာအဲ့နှစ်ခုတည်းကကျွန်တော်အကြိုက်ဆုံးရင်ထဲအထိဆုံးအပိုင်းလို့ပြောလို့ရတယ် Episode 8 Love and Found ဆိုတဲ့အပိုင်းလေးပါမြန်မာလိုဆိုရင်တော့ပျောက်ဆုံးခြင်းနဲ့ရှာဖွေတွေ့ရှိခြင်းပေါ့အဲ့ဒီအပိုင်းလေးကနန်နိုခစ်တီရဲ့အမူအရာလေးတွေအရင်လဲချစ်စရာကောင်းတယ်အခုချိန်ပြန်ကြည့်လိုက်တိုင်းလဲရင်ထဲမှာနှွေးထွေးသလိုခံစားရပြီးတော့ကိုယ့်ရဲ့ကျောင်းသားဘဝကစိုးခဲ့တဲ့အမှတ်တရလေးတွေကိုလည်းပြန်ပြီးတော့သတိရမိတဲ့ episode လေးဆိုတော့ကျွန်တော်တို့ဇလန်းကျောင်းလေးပြောလိုက်အောင် movie recap ပုံစံတော့ပြောမှာမဟုတ်ဘူးเนาะအဲ့အရာလေးတွေကြိုပြောထားတယ်ဇလန်းကတော့ TK ဆိုတဲ့ကောင်လေးတစ်ယောက်ကနေစတယ် TK ကကျောင်းမှာနာမည်ကြီးတဲ့တခိုးလေးတစ်ယောက်တခိုးဆိုတော့ဆင်းရဲပြီးငတ်ပြက်နေလို့ခိုးတာတော့မဟုတ်ဘူးဝါသနာပါလို့ခိုးတယ်လည်းမဟုတ်ဘူးပျော်လို့ခိုးတာလည်းမဟုတ်ဘူးပျော်လို့ခိုးတာမဟုတ်ဘူးဆိုပေမဲ့လည်းအပျော်ခိုးတာလို့တော့ပြောချင်ပြောလို့ရတယ်အဲ့ဒီလိုကျောင်းမှာခိုးနေတဲ့ကျောင်းသားတခိုးလေးတစ်ယောက်ပေါ့သူ့အဖေကတော့တော်တော်လေးချမ်းသာတဲ့စီးပွားရေးသမားတစ်ယောက်ဒါပေမဲ့သူ့အဖေကအမြဲတမ်းခီးတွေတော့အလုပ်ကိစ္စတွေလည်းပဲရှုပ်နေတော့ TK ကိုအချိန်မပေးနိုင်ဘူး TK နဲ့ပတ်သက်တာတွေအကုန်လုံးကိုသူ့တပည့်တစ်ယောက်ကိုပဲအကုန်တောင်းဝင်ပေးထားတယ် TK အတွက်ပြဿနာကကြတော့သူကလူလေသေးမရှိပြည့်စုံနေပေမဲ့သူ့အဖေရဲ့မေတ္တာကိုမရဘူးအဲ့တော့မေတ္တာငဲ့နေတဲ့ကလေးတစ်ယောက်အဖြစ်နဲ့ကျောင်းမှာရှင်သန်နေရတယ်ပေါ့ဆယ်ကျော်တဲ့ရွယ်ဆိုတာကတီးတဲ့အတိုင်းပဲဂယူးဆိုင်မှုတွေလိုချင်နေဆိုရင်ရွေးချယ်စရာလမ်းနှစ်လမ်းရှိတယ်ပထမတစ်လမ်းကကြတော့စာတွေစူးစမ်းမယ်အခန်းထဲမှာအစစ်တွေရအောင်လုပ်မယ်အဲ့ခါကျရင်ဆရာမတွေမိဘတွေရဲ့ချစ်မယ်ဂယူးဆိုင်မယ်ဒါကိုခံရမယ်နောက်တစ်လိုင်းကကြတော့စာမစူးစမ်းဘူးကျောင်းမှာစိုးပေးတင်မယ်လုပ်ချင်တာလုပ်မယ်အဲ့ခါကျရင်ပြဿနာရှာမယ်အဲ့ခါကျရင်ဆရာမတွေကဒီကောင်ကပြဿနာရှာလို့တဲ့ကောင်တေချာစောင့်ကြည့်ထားပြီးတော့ဂယူးဆိုင်ခံရမယ်နှစ်ခုတော့ဂယူးဆိုင်ခံရတာချင်းတူတူကြီးပဲအဲ့နှစ်လမ်းကိုရွေးလို့ရတယ်အဲ့ဒီထဲမှာ TK ကဒုတိယလမ်းကိုရွေးလိုက်ပါတယ်ဆိုတော့ကျောင်းမှာပစ္စည်းတွေခိုးတယ်အမိခံရတယ်ပြဿနာရှာတယ်ဘာလို့လဲဆိုတော့သူဘာလို့ဒီလိုတွေလောက်တာလဲဆိုတော့အဲ့ဒီလိုတွေခိုးတယ်ပြဿနာရှာမှကျောင်းဝင်ကြီးရာသူ့အဖေကိုကျောင်းခေါ်တွေ့ပါလေမင်းမိဘခေါ်ခဲ့ဆိုအဲ့လိုကြားမှာသူ့ရဲ့အဖေကကျောင်းကိုလာမှာပေါ့အဲ့ဒီလိုတွင်းပြီးတော့သူကဒါကြီးလောက်တာဒါပေမဲ့သူ့အဖေကလုံးဝမလာဘူးသူ့အဖေရဲ့တပည့်ကပဲလာပြီးတော့ရှင်းပေးတယ်အဲ့ဒီလိုနဲ့အထီးကျန်ဆန်ပြီးတော့ကမောက်ကမဖြစ်နေတဲ့ TK ရဲ့ဘဝတွေကိုနန်နိုကရောက်လာပါတော့တယ်ထုံးစံတိုင်းပဲနန်နိုကအကြောင်းတစ်ကိုပြောင်းလာတဲ့ကျောင်းတစ်တွေပေါ့စာဝရီခါနန်နိုနာခါဆိုပြီးတော့ရောက်လာတယ်สวัสดีค่ะนันโนะนะคะပုံမှန်ဆိုရင်နန်နိုက TK ကိုတခိုးဖြစ်တဲ့အတွက်သူကအပြစ်ပေးမှာဒါပေမဲ့ TK ကိုမြင်တဲ့အချိန်မှာတော့နန်နိုရဲ့အကြည့်တွေကတခြားအပိုင်းတွေနဲ့လုံးဝကိုမတူဘူးတခုခုကိုနားလည်သွားတဲ့အကြည့်မျိုးသူနဲ့တူညီတဲ့အထီးကျန်ဆန်မှုတစ်ခုကိုမြင်လိုက်ရလို့ကိုချင်းစာတဲ့အကြည့်မျိုးကိုနန်နိုရဲ့မျက်နှာမှာတွေ့လိုက်ရတယ်အဲ့နေရာကစပြီးတော့ဇလန်ရဲ့ငွေတက်ကကျွန်တော်တို့ကျောင်းသားဘဝကိုတတိယမိစီတော့တာပါပဲကျောင်းမှာတငယ်ချင်းတွေလှုပ်ချင်တာလှုပ်ခဲ့တာတွေဆရာမတွေမသိအောင်ကျောင်းနောက်ဆုံးတန်းမှာမုတ်ခိုးစားတာတွေကျောင်းပြေးပြီးခိဆိုင်သွားခဲ့တာတွေအဲ့ဒီတုန်းကဘာရမဟုတ်ဆိုပြီးတော့လုံပြီးခဲ့တဲ့အမှားလေးတွေကအခုချိန်မှာပြန်တွေးရင်တော့ဒါကလွမ်းစရာကောင်းတဲ့အခိုက်အတန့်လေးတွေဖြစ်ကျွန်တော်တို့ရဲ့ memory ထဲမှာအမြဲတမ်းရှင်တန်နေတဲ့အမှတ်တရလေးတွေဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဇလန်းကျောင်းအောင်ပြန်ဆက်ရမယ်ဆိုရင်နန်နိုနဲ့ TK ရဲ့တွဲဆုံမှုကလည်းအခုလိုစိုးသွမ်းမှုလေးတွေကနေပဲစတင်ခဲ့တာပါနန်နိုက TK ဘာကြောင့်ခိုးရလဲဆိုတဲ့လှုပ်ဝက်ချက်ကိုတည်သွားတဲ့အခါမှာတော့နန်နိုက TK ကိုချင်းချောက်တာမျိုးမလုပ်ဘဲနဲ့သူ့ရဲ့ partner in crime ပြဿနာရှာဖက်အနေနဲ့ပြောင်းလဲသွားတယ်ဆိုတော့ TK ခိုးတယ်လို့မျိုးနန်နိုကလည်းလိုက်ပြီးတော့ခိုးတယ်
တယောက်ချင်းစီနဲ့ခိုးတယ်ပြီးတော့သူတို့2ယောက်ပေါင်းပြီးကျောင်းကကျောင်းသားတွေစီကရှိသမျှပစ္စည်းတွေအကုန်လိုက်ခိုးကြတယ်ဘသူပိုခိုးနိုင်လဲဆိုပြီးတော့ပြိုင်ကြတယ်ဒါပေမဲ့နန်နိုကတော့အမြဲတမ်းပိုခိုးနိုင်တယ်ပေါ့နှစ်ယောက်လုံးပျော်ပျော်ကြီးလှုပ်ချင်တာလှုပ်နေကြတဲ့အဲ့ဒီအခိုက်အတန့်လေးအဲ့ဒီအခန်းကိုကြည့်နေရင်းနဲ့ပြုံးစရာကောင်းသလိုသူတို့2ယောက်ကြားကနီးစက်လာတဲ့တရောစင်ကိုလည်းတဖြည်းဖြည်းချင်းခံစားလာရတယ်ကျောင်းရဲ့ rooftop မှာထိုင်ပြီးစကားပြောကြတဲ့အခန်းတွေဆိုရင်တကယ်ကိုနှွေးထွေးမှုယုံကြည်မှုတွေအများကြီးခံစားရတယ်ကဘာကြီးတစ်ခုထဲမှာသူတို့2ယောက်တည်းရှိတော့လို့ပါပဲနန်နိုကတီကေရဲ့နာကျင်မှုတွေကိုနားလည်ပေးနိုင်တဲ့တူဦးသေးတော့ကျောင်းသူတယောက်ဖြစ်လာသလိုတီကေအတွက်လည်းနန်နိုကတကယ်တကယ်ချင်းကောင်းချစ်သူတယောက်လိုမျိုးဖြစ်လာခဲ့တာပါဒီလိုနဲ့နန်နိုကတီကေကိုနင်းဖေလာအောင်လုပ်ပေးမယ်ဆိုပြီးတော့သူ့ရဲ့ master plan တစ်ခုကိုလုပ်ဖို့ idea ပေးခဲ့တယ်အဲ့ဒါကကြတော့ကျောင်းရုံငန်းတွေကနေပတ်စံတွေခိုးမဲ့အစီအစဉ်ပေါ့တကယ်တော့သူတို့2ယောက်လုံးကပတ်စံလို့ကျွန်တော်မဟုတ်ဘူးကျောင်းကပစ္စည်းတွေခိုးနေသမျှတော့သူ့အဖေရောက်လာတာမဟုတ်ဘူးအဲ့တော့နောက်ဆုံးအကြီးဆုံးဖြစ်တဲ့ကျောင်းဆရာကြီးအခန်းထဲပတ်စံတွေခိုးတယ်ဆိုရင်ဒီထက်ကြီးတဲ့အမှုကကျောင်းမှာမရှိတော့ဘူးအဲ့လိုအကြီးဆုံးအမှုကိုသူတို့လုပ်ကြမယ်အဲ့ဒီခါကျရင်ကျောင်းကြီးကဖုံးဆက်ပြီးတော့ခေါ်ရင်သူ့အဖေလာမယ်အဲ့ဒီရည်ရွယ်ချက်နဲ့သူတို့ကဒီ plan ကိုလုပ်တာတကယ်ခိုးတဲ့ညကြတော့တီခေကဝင်ခိုးတယ်နန်နိုကအပြေကနေပြီးတော့ကြည်ပေးတယ်ဒါပေမဲ့တီခေခိုးနေတဲ့အချိန်မှာပဲကျောင်းဝင်ကြီးနဲ့လုံခြုံရေးတွေရောက်လာတော့တီခေကိုမိသွားတယ်ပေါ့မိချင်းပဲကျောင်းဝင်ကြီးကတီခေနဲ့ပဲငါရှင်းအောင်မယ်ဆိုပြီးတော့လုံခြုံရေးတွေကိုအပြင်ထွက်သွားဖို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲနန်နိုကလည်းရုံးခန်းလေးကိုရောက်လာတော့တီခေကနန်နိုကိုမင်းဘာလာလုပ်တာလဲပေါ့ဒီကိစ္စမင်းနဲ့မဆိုင်ဘူးဆိုပြီးတော့နန်နိုဘက်ကနေသူကကာပေးတယ်ကျောင်းဆရာကြီးကကြတော့သူ့ရဲ့ဖေကိုဖုံးဆက်ပြီးတော့ခေါ်ထားပြီးတာဖြစ်တဲ့အတွက်အဲ့ဒီမှာသူတို့ကစောင့်နေကြတယ်ဆိုတော့သူ့ဖေကရောက်မလာဘဲနဲ့ထုံးစံအတိုင်းပဲသူ့တစ်ဖက်ပဲရောက်လာပြီးတော့ကျောင်းဆရာကြီးကိုချက်လက်မှတ်ထုတ်ပေးတယ်ဖြစ်တဲ့ပြဿနာတွေအတွက်ပတ်စံနဲ့ပဲလာရှင်းတဲ့သဘောပေါ့ဒီတော့ဖြစ်နေတာတော့သူ့ဖေကမလာရကောင်းလားဆိုပြီးတော့ကျောင်းဆရာကြီးကိုပေးတဲ့ချက်လက်မှတ်ကိုဆွဲဖြဲပြီးတော့ကျောင်းဆရာကြီးကိုလည်းထထိုးပလိုက်တယ်အေးတာပဲအဲ့ဒီလိုမျိုးဆွဲထိုးလိုက်တဲ့အခါမှပဲလုံခြုံရေးတွေရဲတွေဝင်ချလာပြီးတော့တီကေကိုဖမ်းသွားတယ်ပေါ့အဲ့ဒီအချိန်နန်နိုကတီကေကိုကြည့်နေတဲ့အခါနန်နိုရဲ့မျက်နှာပေါ်မှာအမြဲတမ်းတွေ့ရလေးရှိတဲ့အောင်နိုင်သူအပြုံးလောင်ပြောင်တဲ့အပြုံးတွေလုံးဝမရှိဘူးဒါကအပတ်စုပ်တိုင်းမှာအဲ့လိုမျိုးမြင်ရပေမဲ့ဒီအပတ်စုပ်အခန်းမှာကျတော့ဒီနန်နိုရဲ့လူသားဆန်မှုကင်းမဲ့တဲ့ကောင်မလေးတစ်ယောက်ကလူသားတစ်ယောက်ရဲ့အချက်စွန့်လွတ်နစ်နာအခမ်းမှုဆိုတာကိုပထမဆုံးခံစားလိုက်ရတဲ့အခိုက်အတန့်ကိုမြင်လိုက်ရတယ်အဲ့ဒီလိုနဲ့တီခေကလူငယ်ထိန်းသိမ်းပြုပြင်မွမ်းမံရေးစခန်းရောက်သွားတယ်ပေါ့ဘလောက်လွတ်လိုက်ရတဲ့တော့မပြပါဘူးရုပ်ရှင်ထဲမှာပြန်လွတ်လာတဲ့အချိန်ကိုပဲပြတယ်အဲ့ဒီပြန်လွတ်လာတဲ့အချိန်လဲကြတော့သူ့အဖေကလာပြီးတော့ကြိုးတယ်တီခေမျောလင့်နေတဲ့အတိုင်းပဲသူ့အဖေနဲ့တွေ့လိုက်ရတယ်သူ့အဖေရှိကလိုချင်တဲ့မေတ္တာစိတ်ကိုသူအဲ့ဒီအချိန်ကျမှရသွားတယ်သူ့အဖေကလည်းသူ့တီခေကိုနားလည်သွားတယ်နှစ်ယောက်လုံးအဲ့ဒီအချိန်မှာဖက်လိုက်ကြတယ်ပေါ့နောက်ပြီးတော့သူအိမ်ပြောတဲ့အခါမှာနန်နိုကိုသူအမြဲတမ်းသတိရတယ်နန်နိုနဲ့သူနဲ့အမှတ်တရလေးတွေအတူတူခိုးခဲ့တာတွေအဲ့ဒီသူအမြဲတမ်းသတိရတယ်အဲ့ဒီလိုနဲ့နောက်ဆုံးတော့သူနဲ့နန်နိုပြန်ဆုံးတယ်ခေကနန်နိုလုံးဝမဆုံးရှုံးချင်လို့နန်နိုငါဘေးနာကနေပြီးတော့မထွက်သွားပါနဲ့ဆိုပြီးတော့ပြောတယ်ဒါပေမဲ့နန်နိုကတော့နေရာတစ်ခုမှာအကြာကြီးရှိမနေနေတာဖြစ်တဲ့အတွက်နန်နိုကတော့ထွက်သွားခဲ့ပါတယ်ဇလန်းလေးရဲ့အဆုံးသက်ကတော့ Love and Found ပျောက်ဆုံးခြင်းနဲ့ရှာဖွေခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အရန်ကို live ဖက်လုံးပါတယ်သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ရှာတွေးခဲ့ပေမဲ့နောက်ဆုံးမှာတော့နှစ်ယောက်စလုံးကပြန်လဲပျောက်ဆုံးသွားခဲ့ရပြန်ပါတယ်စကြော်တဲ့အရွယ်ကျောင်းသားဘွားဆိုတာကကြတော့ခဏလေးပါပဲအဲ့ဒီအချိန်တုန်းကတွေးခဲ့မှုတဲ့လူတွေဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကအခုအချိန်မှာပြန်ရှာလို့မရနိုင်တော့တဲ့ Love and Found အခန်းရဲ့ပစ္စည်းဟောင်းလေးလိုဖြစ်နေပါပြီနန်နိုတော်မှနှလုံးသားထိခိုက်ခဲ့ရတဲ့ဒီ Love and Found အဖိုင်လေးကအခုကြည့်နေတဲ့သူရောဘယ်လိုမျိုးခံစားချက်တွေပေးစွမ်းနိုင်ခဲ့တယ်ကိုယ့်ရဲ့ကျောင်းသားဘဝတုန်းကရောတီခေနဲ့နန်နိုလိုအမှတ်တရမျိုးတွေရှိခဲ့ဘူးလားကွန်မန့်ပေါ်မှာဝင်ရောက်ဆွေးနွေးသွားဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီလိုစိတ်ဝင်စားကြကောင်းတဲ့ဇာတ်လမ်းလေးတွေကိုခန်းစားချက်ပပနဲ့ဆက်ပြီးတော့နားထောင်ကြည့်နေဆိုရင်ကျွန်တော်ရဲ့ blog ပိုင်းစုက channel လေးကို subscribe လုပ်ထားပြီးတော့လည်းမမေ့ပါနဲ့အဆုံးလေးနားထောင်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်The game and we three love my people